မိမိတို့ Facebook အကောင့်မှာ group တွေကို share ထားတဲ့ video တွေဖြစ်နေမိမိတို့ Facebook အကောင့်ထဲဝင်လိုက်ပါဒါဆိုကျွန်တော်တို့ပေါ့နော်မြင်းချောင်းလေး၃ချောင်းလေးကိုနှိပ်လိုက်ပါတင်လေးထဲကိုနှိပ်လိုက်ပါလက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပါခင်ဗျအောက်မှာ activity log ဆိုတဲ့ဟာလေးရှိတယ်နှိပ်ဝင်လိုက်ပါဒါဆိုပြန်အောင်စာတန်းလေးရှိတယ်အဲ့ဒီပြန်အောင်စာတန်းလေးကိုဘယ်ဘက်ချမ်းဆွဲလိုက်ပါဒီဘက်မှာ group post ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဒါလေးနှိပ်လိုက်ပါဒီနေရာမှာမိမိတို့ share ထားတဲ့ group တွေကိုတွေ့ရလိမ့်မယ်ခင်ဗျအများကြီးပဲပေါ့နော်မိမိတို့ video file တွေကို group တွေကို share ထားတဲ့ video file တွေအများကြီးတွေ့နိုင်မယ်ဒါဆိုကျွန်တော်တို့ဒီနေရာမှာဖြည့်ရမှာဖြစ်တယ်ကျွန်တော်မှာတော့မ share ထားဘူးဆိုတော့မရှိဘူးပေါ့နော်ဒါဆိုဖြည့်မယ်ဆိုရင်ကျွန်တော်ဒီအောက်မှာပေါ့နော်ကျွန်တော်တို့ဒါချက်ချေကန်လေးရှိတယ်ဒီချက်ချေကန်လေးနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ပေါ့နော် group ကိုတစ်ခုချင်းစီဖြည့်သွားလို့ရတယ်အားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေခင်ဗျ